Hello ဒီနေ့ဗီဒီယိုလေးမှာတော့စုံညီပွဲအတွက်အကတိုက်ပြီးတော့အခါတွေနှစ်ရက်အလိုလေးပဲဖြစ်ပါတယ် Okay ဆိုတော့ let's go စားလိုက်ရအောင်လူသက်သမားကောင်းပါလေအပိုင်း3ကိုမြညနေသူမဟုတ်နေ့လယ်လောက်ကြရင်တင်ပေးပါမယ် Okay ဆိုတော့ဇလန်းလေးစားလိုက်ရအောင် let's go မနေ့တောင်ရောက်သွားပြီပဲဒီနေ့ကအကသွားပြီးတော့သွားတက်ရမှာပဲ sorry အကသွားတက်ရမှာပဲငါရည်လေးမြင်မြန်သွားချိုးအောင်မှာပဲအကတိုက်တာ2ရက်တောင်ရှိသွားပြီပဲငါအကတွေရောတေချာမှတ်မိပါလေမနေ့ကတော့ကတာလိုအင်မဲလဲတော့မသိဘူးဆရာမတာစူးလိုက်သေးရဲ့ကဲဒီနေ့တော့ငါမနေ့ကဝယ်ထားတဲ့အင်ကြီးလေးကိုငါဝတ်သွားကမယ်အင်ကြီးစုံကြီးအတွက်ကမယ်အင်ကြီးတွေကငါနောက်လာမှပဲ6တော့ပါမယ်လေကဲငါတော့စပိန်လေးနဲ့သွားမယ်ကင်းစပိန်ဆိုမှငါလေးတန်းစာကိုတောင်ပြန်ပြီးတော့သတိရတယ်စပိန်ကလေးကလင်းလေးလမ်းကြကြဝင်မော်တော်ကားကြီးဝီတူပြခကြီးအဲ့ဒီကြပြားလေးကတော့ငါပြန်ပြီးတော့မှတ်မိတာပဲဟာကဲငါအခုတော့အကတိုက်မဲ့နေရာကိုရောက်လာပြီစပင်းနဲ့ဆိုင်မှာအကတိုက်တာရဲ့လားဆိုင်ပဲကြောက်မှလည်းတိုက်လို့ရတယ်ကဲမြင်မြန်လေးပေါ်တာမယ်ကဲသမီးကိုလူဆောင်ပြီလားဆရာမသမီးလာပြီနော်သမီးနောက်ကြပါလို့အေးပါနောက်ခါနောက်ကြနေနော်ကဲပါဆရာမနေနောက်ကြရင်တော့နေကအင်ဂျီတီလေးနဲ့ပါလားအေးဟာမနေ့ကတော့မှဝယ်ထားတာလေအမလီနေကလေကြွားရတာနော်ကြွားမဟုတ်ပါအစားပုံးမရေနေကအစားပုံးမကြီးခေါ်စမ်းပါနဲ့ကဲရမဖြစ်ကြနဲ့တော့ကဲသမီးဧပြီတို့အကဘာ dance music ကလေလာကလို့ရပြီနော်သမီးတို့ဟုတ်ကဲ့ဆမကဲအားလုံးပဲကြည့်ရှုဖတ်ပေးအောင်နော်သမီးကိုလည်းတေချာကနော်2ရက်တောင်တိုက်ထားတာဟုတ်ကဲ့ဆမတော့ထိုင်တော့မယ်ဒါဆိုကဲငါလည်းနေရာမနေသေးရဲ့ကဲသမီးကိုကလို့ရပြီနော်ဟုတ်ကဲ့ဆမလာငါတို့တကြအောင်အေးတကြမယ်ငါနေရာစီပေးမယ်တန်ကိုတို့ကရှိတာကြအကကြီးကနမတန်နာနေကြီးရောဤကြီးတဲ့ရှောသမီးကိုစကထားတော့သမီးကိုကတာအရင်မိုက်တယ်အရင်လဲလိုက်ရတယ်နာဆိုကြီးရောဤကြီးညီဟာကြီးဒါစားတယ်ဟောနာကြီးဒီကဘကိုဝရှိကျင်တာသူအရှိနိုးနေအိုဒီဘာဝါစီကိုနာဆူရူနီနေနပါနီယနာအော်ဒီတာအဲ့ဒီအချိန်မှာပဲဧပြီကဘေးနာကကောင်းမလေးနိုရာကိုလမ်းပြောတာပဲနိုရာရေငါတို့ကကြီးလာရင်ကေပေါ့လောက်မှာနော်အေးဟုတ်တယ်ဟာငါတို့9ယောက်ကကြီးလာကေပေါ့လောက်မှာငါတို့ကတိနော်ကြီးလာရင်ဆရာဝန်တွေဘာမလုပ်ဘူးနော်ငါကေပေါ့ပဲလောက်မှာငါမေတို့ကခွင့်ပြုတယ်ငါလည်းတူပဲလीအနောက်က3ယောက်သူတို့လည်းခွင့်ပြုတယ်ကဲစကားများနေနဲ့အကပြီးသွားပြီကဲတမျိုးကိုနေရာမှာကိုနေရပြီနော်ဟုတ်ကဲ့ပါဆရာမလာငါတို့ခုနကအကြောင်းဆက်ပြောอ่ะအေးနင်ကဘာပြောနေရလဲအပလပဒနငါတိတ်ချပြောအေးပါအဲ့နဲ့ပဲကဲဘူအောင်လေးနဲ့မမြောင်ဝင်ဘယ်သူကဘူအောင်လေးဆိုကျမကမမြောင်ဝင်ကျမတဲ့ကိုအချစ်ဆန်းနဲ့ဘူအောင်လေးရှိသိမ့်မိုက်တယ်ရှင်လူတဲ့ဒီဆိုအဘောရှင်ကသူကဘူအောင်လေးဆိုကျမကမမြောင်ဝင်ကျမတဲ့ကိုအချစ်ဆန်းနဲ့ဘူအောင်လေးရှိသိမ့်မိုက်တယ်ရှင်လူကျန်းကြီးဆိုရင်အသေးချင်းက
ကချစ်တာလူပြေးဖြစ်မှာပေါ့လို့ဆွဲလဲမြင်ငယ်ဖြစ်မှာဆွဲလဲမြင်ငယ်ဖြစ်မှာရှင်မကြောက်ဘူးလားလူချမ်းနေတဲ့ဟာရင်နာတယ်ကြီးချင်းနဲ့ရှိချင်းနဲ့ဟွာနေလူချမ်းကြီးရဲ့တူ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 ကဲပြီးပြီနော်သမီးတို့ကလည်းအရန်လာတယ်ကဲနောက်တစ်ယောက်ဘယ်ကိုသွားရမလဲဟိုကိုသွားရမလားဒီကိုသွားရမလားအဲ့နဲ့ပဲဟဲ့ငါတို့ကမြောက်ကနဲ့တူရနော်အေးလို့ငါတို့ကမသိမြောက်ကကြာနေရပဲတချင်းနာမည်ရတာဘယ်ကိုသွားရမလဲငါတို့ကနေရကြတော့မြောက်ကကြီးတန်ယုတ်ဟဲ့လုံးနေနဲ့ဟာတချင်းတာဆိုဤပါကွာဘယ်ကိုသွားရမလဲဟိုကိုသွားရမလားဒီကိုသွားရမလားကိုလင်းစစားတက်တော့ပါဘယ်ကိုမြောက်သွားရမလဲဟဲ့မြောက်ဒီနင်တို့ကလို့ပြီးပြီဟာဟုတ်ကဲ့ပါဆရာမနင်တို့ကလို့ပြီးပြီနော်နင်တို့မြောက်ကလည်းမနေနင်တို့စီကလည်းဘာကြီးတင်ပြီးမလဲမသိဘူးကဲသမီးချယ်ရီသမီးကတိုက်ခိုက်လို့မတချင်းဆိုရမယ်နော်ဟုတ်ကဲ့တိုက်ခိုက်လို့မတိုက်ခိုက်လို့ပြောမမရဲ့နာမည်နာပြီးပြောမမယ်ခုခေလူငယ်တွေမိမထက်ကိုကြိုက်လာပြဆောပဲဘုရားတီလို့ဖော်နေချိန်မှတီလို့ရဖော်နေမနှွေလောက်ပုံနေဖောက်သေးဘူးကွာမြဲတယ်လောနဲ့ရှိငါတို့ကတောက်ပါနေပါချီ we care for my sweet ကြာအောက်ခံနေတာကြီးတန်ဆရာမတန်ဆရာမသမီးမရတော့မလီသမီးဟာလည်းမနေ့ဒီညချက်ခင်တော့ဟုတ်ကဲ့အခုတော့စိုးချင်းလိုက်တော့စိုးလိုက်တော့ဟုတ်ကဲ့ပါဆရာမတန်တိုက်ခိုက်လို့ပြောမောကဲသမီးတချင်းပြန်ကြနော်အလုံးကြည့်ပြီးအတွက်အလုံးကြည့်တင်ပါရှင်နောက်ဗီဒီယိုမှာပြန်နေကြမယ်ရှင်ဗာလူသက်သမားကောင်မလေးအပိုင်း3လေးကိုလည်းမမီအမ်လီနေ့လည်3မဟုတ်ညနေကြာလို့ရှိရင်တင်ပေးပါမယ်ရှင်โอเคဆိုအားလုံးကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်နောက်ဗီဒီယိုလေးမှာပြန်ကြမယ်နော်ဘိုင်ဘိုင်